โอเคအားလုံးပဲမင်္ဂလာပါခင်ဗျာ Vibe Garden မော်ဒယ်မြိုင်ဆိုင်မှာကြိုဆိုလိုက်ပါတယ် OKK ကတ်ထွတ်တယ်ပစ္စည်းစုံရောက်ပါပြီခင်ဗျာဒီရက်ပိုင်း OKK flavor တွေ device တွေ order ပေးထားတဲ့ customer များပစ္စည်းအစုံရောက်ပါပြီခင်ဗျာမနေ့ဖြင်ကစပြီးတော့ OKK order တင်ထားပေးတဲ့ customer များတဦးတယောက်ချင်းစီကိုပို့ပစ္စည်းပို့ပေးပါမယ်ခင်ဗျာ flavor အနေနဲ့ကတော့ flavor 20ကျော်လောက်တော့ရပါတယ်ခင်ဗျာ flavor တစ်နှစ်မျိုးလဲရောက်ထားပါတယ်ခင်ဗျာflavor အဟောင်းတွေလည်းအစုံရပါတယ်ခင်ဗျာ OKK မှာအတစ်ထပ်ထွက်ထားတဲ့အချက်ရည်3000ခွဲဆက်တမျိုးရယ်အချက်ရည်12000ဆက်တမျိုးရယ်လည်းအရတာအစုံရောက်ထားပါတယ်ပြီးတော့ F4G မှာအတစ်ထပ်ထွက်ထားတဲ့ F4G 3000ခွဲ puff ခေါင်းပြန်လဲလို့ရတဲ့ဆက်လေးလည်းရောက်ထားတယ် OKK Crop 1 set Crop 3 set Crop 2 set ဆိုပြီး1 2 3ဆိုပြီး3မျိုးလည်းရောက်ပါပြီ Infi Pro bar အချက်ရည်2000ဆက်လေးလည်းရောက်ထားတယ်လုံးဝအေးမြမြလေးနဲ့ flavor ပေါ်ပေါ်လေးဆက်လေးရှိပါတယ်လက်လီလက်ကဝယ်ယူအားပေးနိုင်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်